Alright. အခုမဆိုတော့သင်ရမယ်လေ့လာရမယ်စကားလုံးလေးကတော့ဒီ increase yes synonyms ပေါ့နော် increase ဆိုတာဖြည်းဖြည်းနဲ့တိုးလာတာတက်လာတာမြင့်လာတာပေါ့နော်ဒီလိုမျိုးသွားတယ်ပေါ့နော်အဲ့ဒီစကားလုံးလေးရဲ့ synonyms က ramp up ramp up က verb ဖြစ်တယ်ပေါ့နော်သူရဲ့အဓိပ္ပာယ်က to increase in amount မြင့်တင်သည်မြင့်တက်လာသည်ပေါ့နော်တက်လာသည်များလာသည် yeah something like For example, the cost of petrol in Myanmar is ramping up. မြန်မာနိုင်ငံကဓာတ်ဆီတွေရဲ့ဈေးနှုန်းကတဖြည်းဖြည်းနဲ့မြင့်တက်လာတယ်ပေါ့နော် The number of COVID patients is ramping up. COVID လူနာတွေရဲ့အရေအတွက်ကတဖြည်းဖြည်းနဲ့များလာတယ်ပေါ့နော် ramping up. Okay. The number of university dropouts will ramp up in the future.Especially in Myanmar ပေါ့နော်အနာဂတ်မှာတက္ကသိုလ်ကနေပြီးတော့ကျောင်းပြရမတက်ဖဲနဲ့နှုတ်ထွက်သွားတဲ့ကလေးတွေရဲ့အရေးအတွက်ကအနာဂတ်မှာဖြည်းဖြည်းနဲ့ပုံများလာလိမ့်မယ်ပေါ့နော် University dropout ဆိုတာ University ပြရမတက်ဖဲနဲ့အတိုင်းပဲထွက်သွားလိုက်တာပေါ့နော်အဲ့ဒီတော့ကျမတို့ ramp up ဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်နဲ့အသုံးပြုပုံကိုလေ့လာခဲ့ပြီးသွားတဲ့အတွက်ကြောင့်မလို့ ramp up ဆိုတဲ့စကားလုံးလေးကို sentence မှာအသုံးပြုပြီးတော့ comment မှာရေးပြီးသွားခဲ့ကြအောင်เนาะ Thank you very much for watching and see you next time. Bye bye.